ဆောင်ကိုခွင့်ပြုပေးခဲ့ရမယ်ဆိုရင်မြန်မာအသင်းတွေနဲ့ခြေစပွဲအောင်ဖို့အတွက်မကြခင်မှာထပ်မံပြီးတော့ရှင်းပြကစားမဲ့အိုမန်အသင်းနဲ့အာဖဂန်အသင်းတို့ရဲ့ပွဲစဉ်ကိုလည်းစောင့်ကြည့်သွားဖို့ရှိနေကြတာဖြစ်ပါတယ်အောင်ဒီယာရှိကိုပေးတော့တယ်စီရီယာအသင်းပဲလေဂျွန်နဲ့ထပ်တွဲတော့တယ်စီရီယာအသင်းပဲတောက်လျှောက်ဆွဲတက်လာပြီရှင်မာလီမာတင်ရဲ့ခန်းစစ်ကပဲခေါင်းတက်ပြီးတော့ရှင်းလုပ်ထားခဲ့တာဖြစ်ပါတယ်အလီဝါဆုရှင်မာလီအောင်ဒီယာကိုတော့မကြော်သေးဘူးညာလက်ရှိမှာတော့ထပ်ဆောင်အချိန်ပေါ်ကပြင်မြောက်နေခဲ့ပြီဖြစ်ပါတယ်စီရီယာတင်ပဲလေကိုပေးတော့တယ်အောင်ဒီယာရှင်းလုပ်ထားတယ်ညာကိုရဲဒီလေဒီကပြန်တက်နေချိန်ပေါ်တယ်သဘောနဲ့တော့ဝေးပေါ်နေတယ်ကိုရဲကိုသမ်းပါရီကိုကိုဒီနေခဲ့အာရှနာဝေးနေတယ်ဖြစ်လာတယ်ဖြစ်ပါတယ်ဘာလဲကိုနေဆိုရင်ပြိတ္တသာသမားရောဒီရောဘုရားကြီးဖြစ်တဲ့အချပါလာဝင်ရောဒီမှာဟိုဘေးစက်ပေါ်တင်ဘယ်လိုလုပ်ပါလဲဒီပေါ်ရဲ တမန်တော်ကြီးပါပြင်းပြတရားအောင်ပြီးပြိတ္တတွေအောင်ပြီးတော့အထက်ကိုလုံးဝအလက်မဖြစ်နေကြတော့လို့ဒီလေးပါမြန်မာသမ်းပေါင်းတွေအကောင်းဆုံးတက်တည်ပြပြီးတော့အာရှပြောင်းဝင်မဲ့တော့အကောင်းဆုံးရှာယူသွားတယ်ဖြစ်ပါတယ်ဘာလဲဆိုရင်ဒီမှာပြိတ္တတွေတကယ်ကိုပြောစီနေတဲ့ပုံရိပ်တွေတော့ကျွန်တော်တို့ထင်သာပြီးထားခဲ့ရလဲဖြစ်ပါတယ်ပြိတ္တတွေရဲ့အမှုဥပါတဲ့ဗတိဆောင်လိုက်ပါတော့ဘုံဘုံနိုင်ဆိုင်နာလေးလို့သမားကြီးနေနေတကယ်ကိုပြောစီနေတဲ့ပုံရိပ်တွေတော့ကျွန်တော်တို့မြင်ထားခဲ့ရလဲဖြစ်ပါတယ်ဒီမှာရှင်သူရဲ့အောင်မျိုးတမပဲလူတို့ရဲ့အခြေအနေတစ်ခုမှာမြန်မာပြည်တကယ်ပဲတမက်ကိုရအောင်ယူပြီးတော့ချင်းတပွဲကိုကောင်းကောင်းကြီးအောင်ပြီးအောင်စဆောင်သွားနိုင်ပြီဖြစ်ပါတယ်။ဒီခါ6ခုနှစ်နောက်ပိုင်းပထမဆုံးချိန်မြန်မာရှိစက်ကွန်အသင်းအာရှဖလားကိုတော့ဝင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မြန်မာရှိစက်ကွန်မျိုးသားအသင်းဒါမဲ့2016ခုနှစ် sorry အိုင်မီယာနိုင်ငံမှာစပါလူခွင့်အာရှဖလားပြန်ပွဲကိုတော့အကောင်းဆုံးထပ်မံမရောက်ရှိခဲ့တွားဖို့ရှိနေကြတာဖြစ်ပါတယ်။ဒါကြောင့်လက်ရှိချိန်မှာမြန်မာပြည်စက်ကွန်ရဲ့အရှက်ပလာဝင်ခွင့်ရရှိသွားပါတယ်ဆိုတဲ့အကြောင်းသိဆိုင်တဲ့ကြာကြီးမှာတော့ကျွန်တော်တို့ထုတ်တဲ့စက်မှုကိုသင်ထားတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်ကိုကြည့်ရှုပေးနေကြတဲ့ပြည်သူရောက်ရှိနေတဲ့ကြည့်ပြီးတော့ထုတ်နေရှိပါတယ်ဗျာ